အားလုံးပဲမင်္ဂလာပါအခုကဗုဒ္ဓဟူးသားသမီးလေးတွေပြောပြချင်ပါတယ်ဗုဒ္ဓဟူးသားသမီးလေးဆိုတာမနေ့မွေးရောညနေမွေးရောသက်ဆိုင်ပါတယ်เนาะအဲ့ဗုဒ္ဓသားသမီးလေးရာဆိုလို့ရှိရင်အချိန်ခါမင်္ဂလာအချိန်ခါလေးတွေဆိုတာမနေ့မွေးနဲ့ညမွေးအတူတူပဲပေါ့เนาะအဲ့တော့ပြောချင်တာကကိုယ့်အတွက်အရေးကြီးကိစ္စတွေဆောင်ရွက်ကြမယ်ကိုယ့်အတွက်အမတန်အောင်မှအရေးပါတဲ့စကားတွေပြောကြမယ်မိသည့်ကိစ္စရဲ့မဆိုဒီအချိန်ခါလေးတွေရာဆိုရင်ကိုယ့်အတွက်အကျိုးပေးမယ်ဆိုတဲ့အချိန်ခါလေးတွေဖြစ်ပါတယ်အဲ့တော့မင်္ဂလာအချိန်ခါဆိုတာလူတိုင်းအတွက်လိုအပ်တယ်ဒါကြောင့်ခုပြောပြမှာကဗုဒ္ဓဟူးမနေ့မွေးရောညနေမွေးရောသက်ဆိုင်ပါတယ်အဲ့တော့မနေ့စောစောအာယုံတက်မှာဆိုရင်4:45မိနစ်ဒီအရန်ကောင်းပါတယ်နောက်တစ်ခါမနေ့အာယုံပြီးသွားလို့ခါကြလို့ရှိရင်မနေ့ခင်းမှာဆိုလို့ရှိရင်9:30နောက်ဒီချိန်လေးတွေကောင်းတယ်နောက်တစ်ခါနေ့ခင်းဘက်မှာဆိုလို့ရှိရင်1:15မိနစ်အချိန်လေးတွေကောင်းတယ်ညနေဘက်မှာဆိုရင်3:30ကောင်းတယ်နောက်ကညနေ6:00အချိန်လေးတွေကောင်းပါတယ်အဲ့ဒီအချိန်ခါလေးတွေမှာဆိုရင်ကိုယ့်အတွက်အရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်ကြမယ်ဆိုတဲ့အခါမှာကိုယ့်အတွက်အကျိုးပေးတဲ့နံပါတ်လေးတွေဖြစ်နေတယ်အဲ့တော့နိုင်တစ်ခုတည်းတွေသတ်မှတ်လို့မရတယ်လို့ပေါ့နော်နိုင်တစ်ခုနိုင်လေးကိုကြည့်ပြီးတော့ဒီချိန်ဒီခါမှာငါလုပ်လိုက်မယ်ဆိုတာလည်းဖြစ်တယ်လို့နောက်တစ်ခုကဒီနံပါတ်လေးတွေဟာဆိုရင်ကိုယ့်ဘဝအတွက်အကျိုးပေးမယ်ဆိုတဲ့နံပါတ်လေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့မြည်သည့်ကိစ္စရမှာမဆိုဒီနံပါတ်လေးတွေမှာကြည့်ပြီးတော့အလုပ်လုပ်ကြမယ်ဆိုရင်အဆင်ပြေပါတယ်လို့ပြောချင်ပါတယ်အဲ့တော့လူတိုင်းဟာကိုယ့်ရဲ့အယူတော်မင်္ဂလာအရာပေါ့နော်မင်္ဂလာအချိန်ခါလေးဆိုတာရှိတယ်ဒါကြောင့်ဒီမင်္ဂလာအချိန်ခါလေးတွေကိုလာပြီးတော့ဝေမျှပေးခြင်းဖြစ်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်